ယခုလက်ရှိမှာကာရစ်ဘီယံပင်လယ်ထဲမှာမဖြစ်ဖူးသေးတဲ့အဖြစ်အပျက်တွေတစ်ခုဖြစ်ပေါ်နေပါတယ်အမေရိကန်ပြည်ထောင်စုဟာ21ရာစုအတွင်းအချိန်တိုင်းထက်ပိုများတဲ့စစ်အင်အားကိုချထားနေပြီး1989ခုနှစ်ပနားမာကိုကျူးကျော်ခဲ့ပြီးနောက်အနောက်ကဘာကျမ်းမှာစစ်အင်အားအများဆုံးစုစည်းမှုဖြစ်ပါတယ်ဒီတစ်ချိန်မှာတော့ US စစ်တပ်ဟာအမေရိကန်ရဲ့အကျိုးစီးပွားကိုအကြီးမားဆုံးဆန့်ကျင်နေတယ်လို့သတ်မှတ်ခံထားရတဲ့ဗီနီဇွေလာနိုင်ငံရဲ့ရေပိုင်နဲ့ပြင်ပမှာအင်အားကိုစုစည်းနေပါတယ်တရားဝင်ထုတ်ပြန်ထားတဲ့ရည်ရွယ်ချက်ကတော့မူရစ်စေဝါတိုက်ဖျက်ရေးစစ်စင်ရေးနဲ့ဗီနီဇွေလာကနေ US ကိုဝင်ရောက်လာတဲ့မူရစ်စေဝါစီးဆင်းမှုကိုတားဆီးဖို့ပါပဲဒါပေမဲ့ဒီလိုကြီးမားတဲ့စစ်အင်အားဟာမူရစ်စေဝါကုန်ကူးမှုအလို့အဆက်မတန်များပြားလွန်းတဲ့စစ်စင်ရေးလို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်ရေတဲ့တိုက်ခိုက်ရေးဒုံးကြီးအမြောက်များတပ်ဆင်ထားတဲ့ခင်မီဖြတ်တင်ပေါ်မစ်ဇိုင်းခရူဇာတစင်းနဲ့အနည်းဆုံးနျူကလ িয়ার စွမ်းအင်တုံးတိုက်ခိုက်ရေးရေကုန်တင်ပေါ်တစင်းကိုဆေလွတ်ထောင်ရတယ်။ကုန်းရီနှစ်တွဲတိုက်ခိုက်ရေးတပ်ဖွဲ့ 22nd Marine Expeditionary Unit ဟာ USS Iwo Jima ပေါ်မှာတပ်ဆွဲထားပြီး Harrier တိုက်လေများ Osprey တိုက်ခိုက်ရေးရဟတ်ယာဉ်များနဲ့ကုန်းရီနှစ်တွဲတိုက်ခိုက်ရေးယာဉ်များအဆင့်သင့်ရှိနေပါတယ်။ US Marine စစ်သား2500ကျော်လည်းပါဝင်ပါတယ်။လေကြောင်းတိုက်ခိုက်ရေးအနည်းဆုံး F-35 တိုက်လေယာဉ်စန်စီကိုလည်း Puerto Rico လေတပ်စခန်းမှာချထားပါတယ်။ Tomahawk ဒုံးကျည်များ F-35 တိုက်လေယာဉ်များနဲ့ကမ်းခြေတိုက်ခိုက်ဖို့အသင့်ရှိနေတဲ့ Marine စစ်သားထောင်ပေါင်းများစွာပါဝင်တဲ့ဒီစစ်အင်အားရိုးရိုးမူရစ်စီဝါကုန်ကူးသူတွေကိုတိုက်ဖြတ်ဖို့တတ်တာမချစ်နိုင်ပါဘူး။ဒါဟာ Venezuela သမ္မတ Nicolas Maduro ကိုဖြုတ်ချဖို့ရည်ရွယ်ချက်ရှိနေတယ်လို့သုံးသပ်နေကြပါတယ်။ US ရဲ့လှုပ်ဆောင်ချက်တွေဟာမူရစ်ဆေးဝါးတိုက်ဖျက်ရေးကိုအကြောင်းပြချက်တတ်တာထင်နေပြီးပုံမကြီးမားတဲ့နိုင်ငံရေးနဲ့စီးပွားရေးပန်းနိုင်ရှိဦးတည်နေပါတယ်။ US အစိုးရဟာဒီစစ်အင်အားစုစည်းမှုမစတင်ပြီးရပ်တပတ်အနှဲငယ်အလိုမှာမာဒူရိုကိုဖမ်းဆီးနိုင်ရဲ့အတွက်စုငွေကိုဒေါ်လာ25တန်းကနေဒေါ်လာတန်း50အထိနှစ်ဆတိုးမြင့်ခဲ့ပါတယ်။ဒီစုငွေဟာ US တမိုင်းမှာတဦးတယောက်အတွက်အမြင့်ဆုံးထုတ်လန်ခဲ့တဲ့စုငွေဖြစ်ပြီးအိုဆာမာဘင်လာဒင်နဲ့ဆရန်ဟူစိန်တို့နှစ်ဦးပေါင်းထားတဲ့စုငွေပမာဏနဲ့ညီမျှနေပါတယ်။ US ဟာမာဒူရိုနဲ့သူ့ရဲ့အပေါင်းအပါများဟျူဝတ်တူးဆောင်နေတယ်လို့ဆွဆွဲခံထားရတဲ့ Cartel of the Suns ကိုအကြမ်းဖက်အဖွဲ့အစည်းပြသတ်မှတ်ခဲ့ပြီးမာဒူရိုကိုမူရစ်အကြမ်းဖက်သမားဖြစ်တဲ့စိတ်ကပ်ကစစ်ရေးအရာဝင်ရောက်တိုက်ခိုက်ဖို့အတွက်တရားဝင်အကြောင်းပြချက် Casus Belli ကိုဖန်တီးခဲ့ပါတယ်။စက်တင်ဘာ2ရက်နေ့မှာဗင်နီဇွေလာကထွက်လာတဲ့လေတစည်းကိုတုံးကြီးနဲ့ပြစ်ခတ်ဖျက်ဆီးခဲ့ရာလူ12ဦးသေဆုံးခဲ့ပါတယ်။ဒီလောက်ရဟာ US ကမူရစ်ဆေးဝါးတည်ယူပို့ဆောင်တဲ့တင်ဘောတွေကိုဖမ်းဆီးခြင်းထပစ်တက်ဖျက်ဆီးခြင်းကိုပထမဆုံးကြီးရောက်ဆောင်ခဲ့တာဖြစ်လို့စီရေးအရှိန်ကိုတိတိတသားမြင့်တင်လိုက်တာဖြစ်ပါတယ်။ US တည်ငြင်းမြစ်များအရာ US အစိုးရဟာဗင်နီဇွေလာနိုင်ငံအတွင်းကမူရစ်ဆေးဝါးဖိမှတ်များကိုစီရေးရတိုက်ခိုက်ဖို့စဉ်းစားနေပါတယ်။ US ကမာဒူရိုအစိုးရကိုမူရစ်ဂိုင်းနဲ့ခွဲခြားလို့မရဘူးလို့သတ်မှတ်ထားတာကြောင့်ဒီဖိမှတ်ဟာဗင်နီဇွေလာအစိုးရကိုဖိမှတ်ထားနေတာဖြစ်လာနိုင်ပါတယ်မာဒူရိုကိုဖြုတ်ချခြင်းအဖြစ်အမေရိကန်ရဲ့အထူးပြိုင်ဘက်တွေဖြစ်တဲ့ရုရှား၊တရုတ်နဲ့အီရန်ကိုအတွက်အနောက်ကဘာကျမ်းမှာခြေကုပ်ယူစရာစခန်းကြီးတစ်ခုကိုဖယ်ရှားပစ်ဖို့ရည်ရွယ်ပါတယ်။ရုရှားဟာဗင်နီဇွေလာမှာစစ်လက်နက်ခဲယမ်းစက်ရုံတိစော့ဖို့စီစဉ်နေတယ်လို့အီရန်ရဲ့အကူအညီနဲ့ထုတ်လုပ်ထားတဲ့336ရှာဟစ်အမျိုးအစားကာမီကာဇီဖယ်ရုံးများပိုင်ဆိုင်ထားခြင်းက US အထက်မဟာဗျူဟာမြောက်စိုးရိမ်စရာဖြစ်နေပါတယ်။မာဒူရိုကိုယ်တိုင်က US ရဲ့စစ်အင်အားဟာသူ့ကိုအာဏာကနေဖယ်ရှားဖို့ပြင်ဆင်နေတာလို့ယုံကြည်နေပါတယ်။မာဒူရိုဟာစစ်တပ်ကိုအပြည့်အဝစုစည်းဖို့အမိန့်ပေးခဲ့ပြီးနိုင်ငံသားတန်းနဲ့ချီကိုပြည်သူစစ်တွေအဖြစ်ပါဝင်ဖို့တောင်းဆိုထားပါတယ်။စစ်လေယာဉ်များလွတ်တင်ခြင်းစက်တင်ဘာ9ရက်နေ့မှာဗင်နီဇွဲလား F-16 တိုက်လေယာဉ်များဟာ US စစ်တင်ဘော်ဒီအနီးကိုကပ်ပြီးပြန်တန်းခဲ့ရာ US ဘက်ကချင်းချောက်မှုအဖြစ်ယူဆပါကနောက်တစ်ကြိမ်မှာပြစ်ချခံရနိုင်ကြောင်းတရားဝင်သတိပေးခဲ့ပါတယ်။တက်ဆွဲထားတဲ့စစ်အင်အားဟာမြေပြင်ကျူးကျော်ရေးအတွက်မလုံလောက်ပေမဲ့တည်ယူပို့ဆောင်ရေးတင်ဘော်ဒီပေါ်က Tomahawk ဒုံးကျည်များနဲ့ F-35 တိုက်လေယာဉ်များဟာဗင်နီဇွဲလားရဲ့အရေးပါတဲ့စစ်ရေးကွက်ကဲရေးနေရာများဒါမှမဟုတ်မူရစ်ဆေးဝါးထုတ်လုပ်ရတဲ့နေရာများကိုလေကြောင်းနဲ့တိကျစွာတိုက်ခိုက်နိုင်ပါတယ်။မာဒူရိုနဲ့သူ့ရဲ့အကြီးတန်းစစ်ဗိုလ်ချုပ်များကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုများပြုလုပ်နိုင်ပါတယ်။မာဒူရိုကိုယ်တိုင်ဒါမှမဟုတ်သူ့ရဲ့အကြီးတန်းခေါင်းဆောင်များကိုဖမ်းဆီးဖို့အတွက်ကုန်းရည်ညက်တွေတပ်သားများကိုရပ်ဖွဲ့စစ်စင်ရေးများမှာအသုံးပြုနိုင်ပါတယ်။အမေရိကန်နဲ့ဗင်နီဇွေလာတို့ဟာတမိုင်းတစ်ရှော့စစ်ဖြစ်လူနီးပါးအခြေအနေကိုဘယ်တော့မှမရောက်ခဲ့ဘူးပါဘူး။ Tomahawk မစ်ဇိုင်းဒုံးကျည်များနဲ့ F-35 တိုက်လေယာဉ်များဟာမူရစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်တကယ်ကောလိုအပ်ပါသလား။ဒါမှမဟုတ်ဒီစစ်အင်အားဟာတမန်တော်
မာဒူရိုကိုအာနာကနေဖြုတ်ချဖို့အတွက်မကြခင်ပြစ်ခတ်တော့မယ်စစ်ပွဲရဲ့အစပြိုးမှုတတ်တတ်ပဲလားဆိုတာအမြင်လေးတွေ comment မှာဆွေးနွေးပေးသွားပါဦးအားလုံးပဲကျေးဇူးပါခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေတင်ဆက်ပေးနိုင်ဖို့ like and follow လေးလုပ်ခြင်းဖြင့်ကူညီခဲ့ပါအောင်ခင်ဗျာ Mingala Learn. Expand your view.